အားလုံးပဲမင်္ဂလာပါဈေးကွက်မိသားစုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ trading မှာအသုံးအများဆုံးနဲ့အဓိကကျတဲ့ဈေးအတက်ဖက်ပြောင်းမဲ့ပုံစံ bullish reversal နဲ့ဈေးအကျဖက်ပြောင်းမဲ့ပုံစံ bearish reversal ဖျောင်းတိုင်ပုံစံအားလုံးကိုပုံစံနဲ့စနစ်တကျခွဲခြားပြီးအသေးစိတ်ရှင်းပြပေးလိုက်ပါရခင်ဗျာသင်ခန်းစာ1ဈေးအတက်ဖက်ပြောင်းတော့မဲ့လက္ခဏာများ bullish reversal patternsဒီလက္ခဏာတွေကိုဈေးကြီးစက်တိုက်ကျနေတဲ့အချိန်အောက်ခြေ down trend ရဲ့ထောက်ဖို့နဲ့ support level မှာတွေ့မှ buy ဖို့စဉ်းစားရပါမယ်ဈေးကွက်အလဲကောင်မှာ sideways range တွေ့ရင်အလျင်စလိုသွားမထိစေချင်ပါဘူးနံပါတ်1ဖျောင်းနိုင်တိုင်းနဲ့ကြည့်ရမယ့်ပုံစံများ single patterns hammer 2ပုံစံခေါင်းကအပေါ်မှာတည်တလေအောက်မီးကခန္ဓာကိုယ်ထက်2ဆလောက်ရှိတယ်အစိမ်းရောင်ဆိုပိုကောင်းမယ်ဈေးကွက်အခြေအနေအယောင်သမားတွေကဈေးကိုအောက်ထဲဆွဲချဖြစ်တယ်ဒါပေမဲ့အောက်ခြေထောက်ဖို့နဲ့ support level မှာအဝယ်သမားတွေအလုံးရင်းနဲ့စောင့်ကြည့်ပြီးအပေါ်ကိုပြန်ဆွဲတင်တဲ့သဘောပါပဲ inverted hammer ပြောင်းပြန်တူပုံစံတူကိုပြောင်းပြန်လန်ထားသလိုပါပဲခေါင်းကအောက်မှာအပေါ်မီးကအရှိကြီးဈေးကွက်အခြေအနေအဝယ်သမားတွေကဈေးကိုအပေါ်တွန်းတင်ဖို့စမ်းသပ်ကြည့်တယ်အယောင်သမားတွေပြန်ချဖို့ကြိုးစားပေမဲ့အရင်လိုအောက်ဆုံးအထိမချနိုင်တော့ပဲအဝယ်အားစဝင်လာပြီလို့ပြတယ် Dragonfly Doji အင်္ဂလိပ်စလုံးတီပုံစံမျိုးပါပဲအပေါ်မှာခန္ဓာကိုယ်လုံးဝမရှိပဲအောက်ပြီးအရှည်ကြီးပဲရှိတယ်ဈေးကွက်အခြေအနေအယောင်သမားတွေဈေးချဖို့လုံးဝမအောင်မြင်တော့ပဲအဝယ်သမားတွေကဈေးကွက်ကိုယာနှုံးပြည့်ပြန်ထိန်းချုပ်လိုက်ပြီလို့ပြောပြနေတယ်နံပါတ်2ဖျောင်းနိုင်တဲ့ခုတွဲပုံစံ Dual Patterns bullish engulfing အတက်ဝါမျိုးတိုင်းပထမတိုင်ကအနေရောင်သေးသေးလေးဒုတိယတိုင်ကအစိမ်းရောင်အကြီးကြီးအဲ့ဒီအစိမ်းတိုင်ကပထမအနေတိုင်းတစ်ခုလုံးကိုအပေါ်ရောအောက်ပါအမိအယဝါမျိုးပြစ်လိုက်တယ်ဈေးကွက်အခြေအနေအယောင်သမားတွေအားကိုအဝယ်သမားတွေကတတိုင်တဲနဲ့အပြတ်သက်ချီမုံလိုက်တာတွေကိုပြောပြနေတယ် piercing line ထိုးဖောက်ခြင်းပထမတိုင်ကအနေကြီးဒုတိယအစိမ်းတိုင်ကအောက်ကိုဟပြီးပွင့်သွားပေမဲ့အားနဲ့ပြန်တက်လာပြီးအနေသားရဲ့ခန္ဓာကိုယ်90ရာခိုင်နှုန်းအလယ်မှတ်ကျော်တဲ့အထိထိုးဖောက်ပိတ်ပေးလိုက်တယ်ဈေးကွက်ချင်းนี้အဖွင့်မှာအယောင်သမားတွေအားကောင်းတယ်လို့နဲ့နောက်ဆုံးမှာအဝယ်သမားတွေကအလယ်မှတ်ကျော်တဲ့အထိအားကောင်းကောင်းနဲ့ပြန်တွန်းတင်လိုက်တယ် tweezer bottoms ဇာကနာအောက်ခြေဖျောင်းနိုင်တဲ့တိုင်အနေတိုင်းအစိမ့်တိုင်းနှစ်ခုစလုံးရဲ့အောက်ခြေအမီတွေက level တစ်ခုထဲမှာတန်းနေပြီးစက်မကြတော့တာမျိုးကိုပြောတာပါဈေးကွက်အခြေအနေဒီ support ကိုဈေးနှုန်းကအောက်ဖက်ဖောက်ချဖို့နှစ်ခါတိုင်ကြိုးစားပေမဲ့မအောင်မြင်ဘူးဆိုတာကိုပြလိုက်တယ်နံပါတ်3ဖျောင်းနိုင်3နိုင်တွဲပုံစံ triple patterns morning star အာရုံဦးကျယ်တိုင်ကြီး3နိုင်ရှိမယ်နံပါတ်1အနေကြီးနံပါတ်2အောက်ကိုဟဖွင့်တဲ့ doji သုံးမှု spinning top နံပါတ်3ပထမအနေတိုင်းရဲ့90ရာခိုင်နှုန်းအထက်ကိုကျော်ပိတ်တဲ့အစိမ်းကြီးဈေးကွက်အခြေအနေအကျလမ်းကြောင်းကနေအဝယ်နဲ့အယောင်အပြင်းအထန်အားပြန်ပြီးတတိယတိုင်မှာအဝယ်သမားတွေဈေးကွက်ကိုအပိုင်သိမ်းလိုက်တာမျိုးပါပဲ Three white soldiers စစ်သားဖြူ3ယောက်ခန္ဓာကိုယ်အပြည့်နဲ့တန်မာတဲ့အစိမ်းရောင်ပြောင်းနိုင်ကြီး3တိုင်လေကတစ်လိုတစ်ဆင့်ထက်တစ်ဆင့်မြင့်ပြီးတက်သွားတာမျိုးဖြစ်တယ်ဈေးကွက်အခြေအနေအဝယ်သမားတွေဘက်ကအရှိန် momentum တအားပြင်းနေလို့ trend ပြောင်းပြီလို့အခိုင်အမာပြောပြနေပါတယ်သင်ခန်းစာ2ဈေးအကျဘက်ပြောင်းတော့မဲ့လက္ခဏာများ bearish reversal patterns ဒါတွေကြတော့ဈေးတွေတက်နေတဲ့အချိန်အပေါ်ထိပ် up trend ရဲ့တားဆီးနဲ့ resistance level မှာရှာပြီး sell ဖို့သုံးရမှာပါနော်နံပါတ်1ဖျောင်းနိုင်တဲ့တိုင်နဲ့ကြည့်ရတဲ့ပုံစံ single patterns shooting star ကျဲပြန်ပုံစံခေါင်းကအောက်မှာတေးသေးလေးအပေါ်မိကအရှိကြီးအနေအောင်ဆို share ကောင်းပါတယ်ဈေးကွက်ချင်းနေအဝယ်သမားတွေကဈေးကိုအမြင့်ဆုံးထိဆွဲတင်ပေမဲ့အပေါ်မှာအကြီးစားအယောင်သမားတွေကအင်အားသုံးပြီးအောက်ကိုပြန်ရိုက်ချလိုက်တာမျိုးကိုပြောတာပါ hanging man လူဆွဲချပုံစံက hammer နဲ့အတော်တူပါတယ်ဒါပေမဲ့သူကအပေါ်ထိပ်မှာသွားဖြစ်တယ်ခေါင်းအပေါ်မှာရှိပြီးအောက်မီးရှိတယ်ဈေးကွက်အခြေအနေဈေးအတက်မှာအယောင်သမားတွေကဈေးကိုအောက်ရအောင်စပြီးဖြိုချလိုက်နိုင်ပြီဆိုတဲ့အချက်ပေးချက်တေးကြရင်နောက်တစ်တိုင်းအနေရောင်နဲ့အောက်မှာပိတ်တာကိုစောင့်ကြည့်ပေးပါ Gravestone Doji ပဇင်းပုံ Doji Dragonfly Doji ရဲ့ပြောင်းပြန်ဖြစ်တယ်
အဖွင့်အပိတ်အနေဆုံးဈေးကအောက်ခြေမှာပဲအတူတူဖြစ်နေပြီးအပေါ်မှာအမိအရှည်ကြီးရှိနေပါတယ်ဈေးကွက်ချင်းနေအဝယ်သမားတွေအပေါ်တွန်းတင်ဖို့လုံးဝမအောင်မြင်တော့ပဲအယောင်သမားတွေကအပြတ်အသက်ဖိချလိုက်တဲ့သဘောပါပဲနံပါတ်1ဖျောင်းနိုင်နှစ်တိုင်တွဲပုံစံ Jewel Patterns Bearish Engulfing အကျဝါမျိုးချင်းပထမတိုင်ကအစိမ့်သေးသေးဒုတိယတိုင်ကအနီကြီးအဲ့ဒီအနီတိုင်ကအစိမ့်နိုင်တစ်ခုလုံးကိုအမေရလွှမ်းခြုံဝါမျိုးပြစ်လိုက်တဲ့ပုံစံပါပဲဈေးကွက်အခြေအနေအဝယ်သမားတွေရဲ့အားကိုအယောင်သမားတွေကလုံးဝအုပ်သွံဖိနှိပ်ဝါမျိုးပြီးဈေးချပြစ်လိုက်တယ်ဆိုတာကိုပြနေပါတယ် Dark Cloud Cover မိုးတိမ်မဲပထမတိုင်ကအစိမ့်ကြီးဒုတိယအနေတိုင်းကအပေါ်ကိုဟပြီးပွင့်သွားပေမဲ့အောက်ကိုအရှိန်နဲ့ပြန်ကျလာပြီးအစိမ့်တန်ရဲ့ခန္ဓာကိုယ်90%အလယ်မှတ်အောက်ရောက်အောင်ဖုံးလွှမ်းပိတ်ပေးလိုက်တယ်ဈေးကွက်အခြေအနေအဝယ်သမားတွေဈေးကိုအပေါ်ဟဖွင့်အောင်လုပ်နိုင်ခဲ့ပေမဲ့ထိတ်ဆုံးမှာအယောင်သမားတွေကအင်အားသုံးပြီး90%အောက်ရောက်အောင်ပြန်ရိုက်ချလိုက်ပါတယ် Tracer Top ဇာဂနာထိပ်ဖြာဖျောင်းနိုင်နှစ်တိုင်စလုံးရဲ့အပေါ်ဆုံးအမီးတွေကတူညီတဲ့ resistance level တစ်ခုထဲမှာတန်းနေပြီးဆက်မတက်နိုင်တော့တယ်ဈေးကွက်အခြေအနေအဲ့ဒီတားဆီးနေ resistance ကိုဈေးနှုန်းကအပေါ်တက်ဖောက်တက်ဖို့နှစ်ခါတိုင်ကြိုးစားပေမဲ့အယောင်သမားတွေကခိုင်ခိုင်မာမာတားဆီးလိုက်ပါတယ်နံပါတ်3ဖျောင်းနိုင်3နိုင်တွဲပုံစံ Triple Patterns Evening Star ညနေခင်းကျဲ Morning Star ရဲ့ပြောင်းပြန်ပါပဲ1အစိမ်းကြီး2အပေါ်ကိုဟပွင့်တဲ့ဒိုကြီးသို့မဟုတ် spinning top သေးသေး3ပထမအစိမ်းတိုင်ရဲ့90%အောက်ကျော်ပိတ်တဲ့အနီကြီးဈေးကွက်ချင်းနေအတက်လမ်းကြောင်းအရှိန်သေးသွားပြီးဒုတိယတိုင်မှာတွေ့ဝေသွားရကနေတတိယတိုင်မှာအယောင်သမားတွေအလုံးရင်းနဲ့အနိုင်သိမ်းလိုက်ပါတယ်3 Black Crows ကြီးမဲ3ကောင်ခန္ဓာကိုယ်အပြည့်နဲ့တန်မာတဲ့အနေရောင်ဖျောင်းနိုင်ကြီး3နိုင်စက်တိုက်အောက်ဖက်ကိုလှေကတစ်ကြီးလိုတဆင့်ပြီးတဆင့်အရှိန်နဲ့ကျဆင်းသွားတာမျိုးပါဈေးကွက်အခြေအနေအယောင်သမားတွေဘက်ကအရှိန်အုံတားပြင်းထန်နေပြီးအကျလမ်းကြောင်းနဲ့ရောက်သွားပြီလို့ပြနေပါတယ်ကုန်တယ်မှုအတွက်အဓိကရွှေစီမင်း Golden Rule ဖျောင်းနိုင်ပုံစံထက်ပုံစံတွေဘယ်နေရာမှာဖြစ်တာလဲဆိုတာကပိုရေးကြီးတယ်အဝယ် buy ဆိုရင်အတက်ပုံစံ bullish pattern တွေကိုချချက်အောက်ခြေထောက်ဖို့နဲ့ support level မှာတွေ့မှာပဲဝယ်ပါအယောင် sell ဖို့ဆိုရင်အချပုံစံ bearish pattern တွေကိုချချက်အပေါ်ထိပ်တားဆီးနဲ့ resistance level မှာတွေ့မှာပဲရောင်းပါတတိပြုချက်ဈေးကွက်ကတက်လဲမတက်ကျလဲမကျပဲဘေးတိုက်သွားနေတဲ့ sideways range တွေရဲ့အလဲကောင်မှာဖြစ်တဲ့ပုံစံတွေကိုတော့မာရွင့်တဲ့အချက်ပြချက် false signal တွေဖြစ်တဲ့လို့လုံးဝမထွက်ကြပါနဲ့တလောက်ဆိုရိုးရှင်းနဲ့မှတ်မိရလဲသွားပြီလို့ထင်ပါတယ်ဗျာစိတ်ကြိုက် back test လုပ်ပြီးမှလက်တွေ့သုံးကြည့်ကြပါလို့အကြံပေးလိုပါတယ်နော်ဒီလိုသင်ခန်းစာမျိုးတွေကိုနှစ်သက်တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel နဲ့ page တွေကို subscribe နဲ့ follow လုပ်ထားပေးစီလိုပါတယ်ခင်ဗျာသင်တန်းစာအသစ်တင်တိုင်းချက်ချင်းသိနိုင်မှုအတွက်လည်း YouTube မှာအတန်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးရွေးချယ်ထားစေချင်ပါတယ်မိတ်ဆွေတို့အနေနဲ့သိလို့တဲ့သင်ခန်းစာများရှိခဲ့လို့ရှိရင်လည်း comment မှာစာရေးထားခဲ့ပေးပါလို့ပြောချင်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ပြီးစိတ်လန်းကြပါစေ